ချီနေဆက်နေဆိုလို့ရှိရင်ကျယ်သီးပေါက်ဖောက်တဲ့ဒီ guide ကလေးရှိတယ်ထည့်ချင်ထည့်လို့ရတယ်လက်နဲ့လည်းဖောက်ချင်ဖောက်လို့ရတယ်ဒီချက်ကတော့လက်နဲ့ဖောက်တာကိုအရင်တင်ပေးမယ်ဘာလို့လဲဆိုတော့ guide ကလည်းရှာဝယ်ရတာခက်တယ်ဆိုင်ထဲမှာမရှိဘူးဒါကဂျပန်ကြောက်ကိုရှာဝယ်ထားတာပေါ့နော်အဲ့တော့ဖောက်ချင်တဲ့ကျယ်သီးပေါက်နေရာမှာတစ်ချက်ဖောက်ချင်တဲ့အရှိကိုတစ်ချက်ချုပ်ရိုးလေးပတ်လိုက်မယ်ပေါ့နော်မှတ်ခဲတွေတိတ်မှတ်လို့အဆင်မပြေဘူးမှတ်ခဲတွေမှတ်လို့အဆင်မပြေလို့တစ်ချက်ပင်းထိုးပြီးမှတ်တာနော်အရင်ဆုံးဒီမှာတစ်ချက်တစ်ဖက်လေသွားမယ်အဲ့ဒါဒီပင်ရဲ့အစကိုချုပ်တယ်နောက်ထပ်အဲ့နှစ်ပေါက်လောက်ပဲသွားမယ်နော်အဲ့နှစ်ပေါက်လောက်ပဲသွားပြီးတော့လူပြန်လာမယ်ဒီလိုတပတ်လေလေးရှိရမယ်အဲ့လိုတပတ်လေရပြီဆိုတော့မှအဲ့ဒီတပတ်လေကိုခြေတို့စူးနဲ့ဖောက်မယ်ဒီလိုထိုးဖောက်မယ်အဲ့လိုထိုးဖောက်တဲ့အချိန်မှာတမီးတို့တစ်ခုသတိထားရမှာလေအစုံးကိုပင်ရကလေးထိုးထားလိုက်အစုံးမရောက်ခင်လေးပေါ့နော်ဒီမှာခြီလုံးဆုံးတယ်ခြီချောင်းဆုံးတယ်ခြီချောင်းမဆုံးခင်မှာဒီလိုလေးထိုးထားလိုက်ဘာဖြစ်လို့လဲဆိုတော့ထိုးရင်းနဲ့အဲ့ဒီနင်းထားတဲ့ခြီချောင်းကကြော်ပြီးတော့လေအရှိန်ထုံမှတက်တယ်နော်အရှိန်ထုံမှလို့ရှိရင်တို့အပေါက်ကြီးတအားကျဲသွားလိမ့်မယ်အဲ့မှာလွန်နေရင်ထပ်ချဲလို့ရတယ်လွန်သွားရင်ပြန်ချုံလို့မရတာဖြစ်တဲ့အတွက်ကြောင့်မလို့အရှိန်မလွန်ဖို့တတိထားမယ်ဒါအတော်ပဲဆိုတော့စပြီးတော့ချဲလက်ချုပ်လိုက်တော့မယ်ပေါ့နော်ဒီမှာအပေါက်ရှိတယ်ဒီပေါက်ကအဲ့ဒီအပေါက်ကိုပတ်ပြီးတော့ခြေတို့ကခြီလေးတုတ်သွားမှာအဲ့တော့ဒီမှာခြီကိုဒီလိုပတ်ထားတယ်ပတ်ထားပြီးတော့ဒီလိုချုပ်တဲ့ထိုးတယ်အဲ့လိုထိုးတဲ့နေရာမှာဒီလိုရှက်မထိုးမိစေနဲ့နော်ဒီလိုရှက်ထိုးမှာမဟုတ်ဘူးခြေတို့ထိုးမဲ့အပေါက်နေရာမှာအောက်ကိုပါလုံထိုးမယ်အဲ့ဒါမှာအောက်ဘက်ကလည်းတိမ့်နေပါနော်ရှက်ပြီးတော့ထိုးရတယ်ဆိုအောက်ဘက်မှာကျတို့ကကြီးနဲ့ညှက်ထိုးတာပိတ်စာအမှုတွေထွက်နေလိမ့်မယ်နော်အပေါ်ရောအောက်ရောကိုဒဲထိုးမယ်ဒဲထိုးပြီးမှဒီဘက်ကိုဆွဲထုတ်အောက်ကတော့ကိစ္စမရှိဘူးဒီဗီဒီယိုနည်းနည်း skip လိုက်နော်โอเคအခုဒီမှာဆိုလို့ရှိရင်ဒီချက်ချုပ်နေရင်းနဲ့ဒီတောက်ကိုရောက်လာခဲ့ပြီနော်ဒီဘက် line အဖြောက်ရဲ့တောက်ကိုရောက်သွားပြီးသွားပြီဆိုရင်ဒီဘက်ကနေရုပ်တရက်ဒီဘက်ကိုကူးသွားလို့မရအောင်ဒီတောက်ကလေးကိုလည်းခြေတော့ white လှလှကလေးသွားရမယ်ဒီမှာဒီနေရာလေးမှာဆိုလို့ရှိရင်ခြေတော့ဒီဘက်ချမ်းရဲ့စုံမှတ်ကတော့တစ် point နဲ့ပဲနေပဲဒါပေမဲ့ဒီမှာကျတော့ဒီလို white ကလေးဒီလိုသွားရမှာနော်အဲ့တော့ဒီမှာတစ်ချောင်းသွားပြီးတော့မှဒီလို dash ကိုပြန်ရောက်လိုက်မယ်နော်အဲ့တော့အောက်ကိုတစ်ချောင်းကသွားပြီးပြီတစ်ချောင်းသွားပြီဆိုမှတစ်ချက်ဆက်ပြီးတော့ဒီမှာဝိုင်းလေးဖြစ်အောင်ဆက်ပတ်ရအောင်မယ်တခုတတိထားရအောင်ပါကတမီးတို့ဒီမှာဒီလိုထိုးပြီးွားရင်ခြီကိုတကယ်လို့ဒီအပဒီ line ဘက်ချမ်းအစွန်းဘက်ချမ်းမှာပဲတကယ်လို့ကလေဒီလိုမျိုးလေးခြီလေးကထိန်းထားတဲ့ line လေးပေါ့ချင်တာအဲ့ခါကျတော့ဒီလိုပဲဆွဲမယ်နော်ဒီဘက်ချမ်းတော့အတွက်ဆိုရင်သူ့ရဲ့ဒီအပေါက်ရဲ့ဒီလိုစန့်ကျင်ဘက်ကိုပဲဆွဲမယ်နော်ဒီအနောက်ပြန်လာမဆွဲပါနဲ့ခြီကိုသဘောပေါက်လားအချိန်ပြောချင်တာသဘောပေါက်မယ်နော်ဒီမှာခြီဆွဲတဲ့အခါမှာတမီးတို့ဒီလိုကြီးလာမဆွဲနဲ့ဒီလိုသွားမယ်ဘာလို့လဲဆိုတော့တစ်ချောင်းနဲ့တစ်ချောင်းရှက်မိတဲ့ခြီ line ဒီတကယ်လို့ဒီအစွန်းဘက်မှာခြီချင်တာအဲ့ဒီအစွန်းဘက်ကခြီလေးကိုထိန်းထားချင်တာဖြစ်တဲ့ကြောင့်တကယ်လို့ဒီလိုပဲဆွဲမယ်